တို့ဦးကြီးဆုံးတယ်ပပတို့မှာစားတယ်လည်းမရှိဘူး ဒါလူရှင်လေးခေါ်ပေးမယ်နော်ဘုရားနော် ဟုတ်တယ်ပပတို့ရခုမကလေးရေးဒီကတော့ ဒီကောင်အပြန်ကြယူပါမှာနော် နော်တယ်နော် ဘာပြူပါနောက်တဲ့လူရှင်လေးလာအောင်ပါဒုက္ခရောက်ပါတယ်ဟဲ့ငါသားလေး ရောက်ပါဟုတ်ပါတော့ ဒီမှာလေးစိတ်ချမ်းသာရင်ကိုယ်ချမ်းပြေဆုံးပါလိလွယ်စတာစိတ်တော်လေးကိုဘာလို့လွယ်ရစမ်းလို့ရှိပါလဲအဲ့ဒါဒီမှာနားလုံးလောက်မဟုတ်ဘူးငါတည်းရည်အများကြီးကြီးရပါဘာတို့ဘာမှတွင်နေရမရဘူးနော် ဘာတော့လဲ ဘာတူမလေးရတော့လူတော်ကြတယ်ဒါဘာဒီတက်ကြီးတဲ့မှာလေဒီဘို့လိုပုံစံလေးပေါ့လေကိုညကတော့မီးဘို့ကိုကွယ်ဒါသူတို့ကအိမ်အောင်ကြတော့သူတို့ကိုခွဲပြီးတော့သူတို့ကအိမ်ရှိမှာဟိုဆက်ချုပ်တော့ဆက်ဆံလေးဖွင့်တာလေနော်ဖွားရဲ့ဒီမလေးတွေလူလေးတွေပါနော် ဟုတ်ကဲ့ပါဟုတ် ငါတော့လည်းဘယ်ရလာလို့လား ကျန်ကောလာပါ ကျေးဇူးတင်ပါတယ်အများကြီးကျေးဇူးတင်ပါတယ်နော်ငါသား ဟုတ်ကဲ့နောက် ဆောင်းလျှောက်ပါလူဟိုအတိမဲ့လူတွေကိုလည်းညွှန်ကြားပေးပါနော်တပြောပေးပါနော် ဟုတ်ကဲ့ပါ ဘွားဖုန်းနံပါတ်ကလေးလည်းယူသွားလို့ရ ဟုတ်ကဲ့ပြန်ကြရင်အခုချက်မှတ်ပေးပါဘုရားဖုန်းနဲ့ပဲဒါပေမဲ့ဟိုမရဘူးရဘက်ကိုလူချင်းနေလာလိုက်တာဒီဘက်ကိုကျွန်တော် ဟုတ်တယ်တားရည်ဒီလိုလေးငါသားပြောပြမယ်ဘွားတို့ကပြင်လဲထွက်မနေဘာတန်းစီယူဆိုလည်းသွားမိ ဟုတ်တယ်ဟုတ်တယ် ခမင်းတို့ဆိုလည်းသွားမိရေတာနော်အဲ့တော့ဒီတန်းလေးပဲသူများလာဖို့လို့ဒီလိုဓာတ်ရိုက်ရောက်လာတာလေဆိုရင်နော်ငါသားဒီအခုဒီဟာကြီးကိုပဲအကုန်ရောက်ပြီးရက်ွက်လူကြီးမေတို့မှာပတ်စံလည်းရှိဘူးပါများနာပြီးကြမှာကောင်းကောင်းလာတာမေရတလားကိုစီး6တောင်းဝဲဖို့တော့တောင်းစီးလို့တွေးလို့နှလုံးရောအမေကဟိုခန်းထဲမှာပိတ်ပြီးနေတာအကုန်ပဲထားကြည့်လိုက်ပါငါသားတို့အဲ့ဒီခန်းကြီးထဲမှာပိတ်ပြီးနေတာ ဟုတ်ကဲ့ပေါ့ မေကိုဆွဲထုတ်ကြအဲ့ဒါကခွာနေတာပေါ့နော်ကျွန်တော်တို့ကလင်မြန်းထဲမှာနောက်မှနေကလေးလေးတွေနေရာကဒီရှေ့မှာအခန်းနေတာလေအဲ့တော့ခွဲဆွဲထုတ်လာတော့ညီဘွား3ယောက်ဆွဲထုတ်ခဲ့ရဆွဲထုတ်ပြီးတော့ဒါကြီးကပြေကြတာကျေးဇူးတင်ပါတယ်ငါသားဒီမှာဆိုမြတ်ချောင်းမှာနဲ့ဒီမှာဟုတ်တယ်ဒါအဲ့ဒါပဲအားလုံးရှေ့တိုက်ပြန်ပြီးတော့60ပုံရှိတယ်တက်တန်း69နှစ်ဖွားဖွား3နှစ်ကဒီတိုက်ကြီးတယ်နော် ဟောနော်တော်ကြောင် ဟုတ်တယ်တာအဲ့ဒါဆိုလဲဒါဟိုပေါ့ကျိုးဒါဘေးညောပြီးလို့ပြောတာလေဖွားဖွားအမြဲတမ်းတတိနေပါလေနားထောင်တယ် ဟုတ်ကဲ့ 4လပိုင်းနဲ့5လပိုင်းကြာဒီလိုတွေဖြစ်လို့ရဲဆိုတာကိုသိတယ်ပြီးတော့ကြတော့ဖြစ်ဖြစ်ချင်းဘဝထမင်းစားနေရနေဂရင်းအောင်ဝင်လိုက်တယ် ဟော ကျင်းရတယ်လေ ဟုတ်တယ်ဟုတ်တယ် နော်ဂရင်းအောင်ဝင်နေမာတဲ့ပစ္စည်းအောင်မှာဝင်နေပြေကိုကြားမဲ့ပစ္စည်းတော့ညံ့ညံ့တဲ့နေရာကိုကင်ထားဆိုတာဒီနေ့ FN နေရာကိုကျင်းရတယ်လေဟုတ်ကဲ့အဲ့လိုလေးနားထောင်တော့ခေါင်းပေါ်ဟိုတင်ထားတဲ့ပေါ်သားရေခေါင်းကြီးတင်ထားတယ်ခေါင်းကြီးတင်ထားတယ်တင်ထားပြီးတော့အဲ့အောင်ဝင်နေတော့သားလို့တဲ့လူကဘယ်မှာတော့ဒေါ်လေးကြီးဘယ်မှာတော့ဆိုငါဂရင်းအောင်မှာဆိုသူကဆက်ထုတ်တော့ဘွားနောက်ဖေးကိုတက်ပြီးသူတို့တိုင်တယ်အပြိုဘွားနောက်ဝေရောက်တယ် ဟုတ်တယ်ဝင်ကြည့်ရင်လည်းရတယ် ဝင်ကြည့်ကြအောင်သားတို့ညွှန်ကြပေးပါအကုန်လုံးငါသားတွေငါသားတွေကျေးဇူးတင်လိုက်တာသား ဟုတ်ကဲ့ အားရဦးစီးဆုံးတယ်ဘာလို့မစားတယ်လည်းမရှိဘူး ဒါလူရှင်လေးခေါ်ပေးမယ်နော်ဘုရားနော် ဟုတ်တယ်ဘာလို့ရခုမကလေးရေးဒီ ဟု တော့ တ်ဒီကောင်အပြန်ကြယူပါမှာနော် နော်တယ်နော် ဘာပြူပါနောက်တဲ့လူရှင်လေးလာအောင်ပါနော်နောက်တစ်ချက်ကြည့်လာမယ်နော် စီငါသားဒီပေါ်ဒီတက်ချက်လည်းဝင်ကြည့်လို့ရ နောက်ကိုရိုက်သွားလိုက် ငါသားဝင်ကြည့်ပါဝင်ကြည့်ပါကိုဒါသူတို့လူလို့ပေးတဲ့ရတဲ့ဟာလေးတွေနဲ့ဟိုကပြက်တာတွေဘာတွေအကုန်ငကုန်းကမိုးရက်ဘယ်လိုပြုတ်ကြနာလေဒီလိုကြီးပြုံကြသွားတာလေ ဟုတ်ကဲ့ပေါ့ အဲ့ဝူကျွန်းကြတာတဲ့ဟာတွေအကုန်လုံးဟိုလောက်ထားတာပေါ့နော်ပြရတဲ့ပစံလေးနဲ့အကုန်ဖြက်ပြီးတော့ငါပြေးဖို့ပုံများသူလေးကကိုယ်ဝေမောင်းတာ ဟုတ်ကဲ့ပေါ့ နော်နာ ဒါကနာကိုပပရဲ့အိမ်လေးပါပေါ့နော်ဒါအကုန်လုံးကိုပြူကျသွားတာပေါ့ပပလောလောဆယ်နေရာကနာဒေတာလေးမှာပဲနေရတာပေါ့ကျွန်တော်နောက်တစ်ချိန်ထပ်လာပြီးတော့လေဟိုနေရာလေးတွေတန့်လေးပါလေးလောက်ထိုင်ဖို့လည်းကျွန်တော်ကြိုးစားပါမယ်ဘောကရတယ်မောင်လူကတော့အမြင်ရှိတော့ အခုကျွန်တော်ဒီနေရာလေးကကြတော့ကျွန်တော်ငရဟူလောင်းလို့နေတယ်မှန်တန်းရက်ွက်ကြီးပေါ့နော်ကျွန်တော်ဒီဒူဝွန်ထုခုစေကန်းရှိမှရှိရဲ့နေရာလေးပေါ့ကျွန်တော်ဒီလမ်းမရမှာဆိုဒူဝွန်ထုခုစေကန်းရှိမှရှိရဲ့ဒီနေရာလေးမှာလည်းအပြိုပြက်စီးလေးများတယ်အိမ်လေးနှလုံးကဥပြက်နေရပေါ့နော်အထူရှင်ကလည်းမရှိသေးဘူးဒီရှိမှာဖွားတယောက်ရဲ့နောက်မှာဟိုအမလေးများထည့်ဝင်နေရပေါ့အဲ့တော့ကျွန်တော်ဒီမှာအထူရှင်လေးတွေမရပရာမျိုးရောက်လို့ထူချင်တဲ့သူရှိရဆိုတော့ဒီနေရာလေးမှာလည်းလူလမ်းပြရပါတယ်ကျွန်တော်ကလေးပြပြပြ ဟောရရနောက်ကအသားရည်နဲ့သူ့တွေနဲ့ပုံရတယ်လေအဲ့ဒါတွေကဒီရိုက်မှတည်ပြီးထုတ်လိုက်တော့ထုတ်လိုက်တော့じゃဒီကအုပ်ပုံမဲ့ပေါ့လေ
တော့ပါလေးကျွန်တော်လည်းပါ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ထောက်အများကြီးရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့တော့ကျွန်တော်ဒါကြီးပြီးသွားလို့ကျွန်တော်ပြန်ဆောက်ဖို့လိုပါတယ်ပြီးတော့အဲ့တော့ဒီနေရတော့မှဆက်လာပြီးတော့ဒီရတော့ကျွန်တော်တို့အနေနဲ့ဒီလိုဆောက်ဖို့ပြီးသွားတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါရအောင် သူကတော့ပုံမှန်တိုင်း ဟုတ်ကဲ့ သူတွေတို့အဲ့ရတာမျိုးဖြစ်နေတယ် ဟုတ်ကဲ့ပါ ငါသားတို့ကဒါပူလိုက်တော့ကြာပူမပူကောင်းသွားတာ ဟုတ်ကဲ့ပါ အဲ့ဒီလူရှင်လေးတွေလည်းလွတ်ပြပါနော်ကျေးဇူးတင်ပါတယ်ဆန်းချောင်းကနော်ဟုတ်ကဲ့ပါဆန်းချောင်းသားတွေ ဘောပလီချာကျွန်တော်ကဖုန်းနံပါတ်